လက်ပံပွင့်အဆိုကြော်စားကြမယ်အခုတလောလက်ပံပွင့်ကြော်လေးအရန်နဲ့မဲကြီးနေတဲ့အတွက်ကြောင့်မလို့ကိုတောင်နားမှာရှိတဲ့လက်ပံပင်အောက်မှာလက်ပံပွင့်လေးတွေအတူတူကောက်ပြီးတော့ဒီလက်ပံပွင့်ကြော်စားမှာဖြစ်ပါတယ်လက်ပံပွင့်ရဲ့အဆိုကြော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပထမဦးဆုံးလက်ပံပွင့်လေးတွေကိုရေဆေးပြီးတော့ဒီလိုမျိုးရေနဲ့ပြုတ်ပါမယ်နူးလာပြီဆိုရင်တော့အိုးရဲကနေဆဲပြီးခုနပြုတ်ထားတဲ့လက်ပံပွင့်လေးတွေကိုရေနဲ့ထပ်3ထပ်ဆေးပါမယ်လိုအပ်တဲ့အစာပလာတွေပြင်ဆင်ပြီးတော့ရေဆေးထားတဲ့လက်ပံပွင့်လေးတွေကိုစားဖြူပါပြီးရင်တော့အကျော်မုတ်လေးထည့်ပြီးတော့အခုလိုနေပါမယ်ကိုကစားတင်မှုဖိနဲ့အခြားရတာမှုလေးထည့်ချင်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်ရှင်အခုတော့အကျော်မုတ်လေးနဲ့တေချာနေပြီးတဲ့အခါကျလို့ရှိရင်စားကြော်ပါတော့အယောနော်ကင်းမီမြေပဲစီစစ်တဲ့ကံဦးမြေပဲစီတန်းတဲ့ကြော်မှဖြစ်တဲ့အတွက်ပထမဦးစွာစီတွေကိုအိုးတဲ့အရင်ထည့်ပါမယ်စီပူလာရင်တော့ခုနကနေထားတဲ့လက်ပံပွင့်အစိုးလေးတွေကိုအိုးထဲကိုထည့်ပြီးကြော်ပါမယ်ကြော်နေတဲ့အချိန်မှာပြင်းတော့တိမ်ရွက်လေးတွေကိုတင်ထားပါမယ်လက်ပံပွင့်ကို6နေအောင်ကြော်ပြီးတဲ့အချိန်မှာအိုးထဲကနေမှခဏဆယ်ထားပါမယ်ပြီးရင်တော့မြေပဲဆက်နဲ့ပြင်းတော့တိမ်ရွက်ကိုထည့်ပြီးတော့လာပါမယ်ပြင်းတော့တိမ်ရွက်လေးတွေနည်းနည်းလေး6လာပြီဆိုလို့ရှိရင်တော့ခုနဆယ်ထားတဲ့လက်ပံပွင့်အချောက်ကြော်လေးတွေကိုအိုးထဲထည့်ပြီးတော့မြေပဲဆက်ပြင်းတော့တိမ်ရွက်တို့နဲ့နေပြီးတော့တစ်ခါထပ်ပြီးတော့ကြော်ပါမယ်ဒီလိုဆိုရင်တော့အနံ့ရတာကောင်းမှုပြီးတော့စားလို့ကောင်းတဲ့လက်ပံပွင့်အဆိုကြော်လေးကိုရပါပြီရှင်လက်ပံပွင့်အဆိုလေးကို6နေအောင်ကြော်ထားတဲ့အတွက်ကြောင့်မလို့ကျွတ်ရနေတဲ့အပြင်မြေပဲစီတန်းတန်းနဲ့ကြော်ထားတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှုမှုလေးနဲ့ရတာရှိပါရဲ့ရှင်မြေပဲစီတန်းနဲ့စစ်စစ်လေးကြော်ထားတဲ့လက်ပံပွင့်လေးကိုစားကြပါဦးရှင်